ရှမ်းကိုရင်မောင်းလိုက်စဉ်တန်းတိုးတဲ့အခါဘေကန်းကန်းနာယုံမှာတိုးရမှာလေလူများစုကလိုက်စဉ်တန်းတိုးတဲ့အခါကိုယ့်ရဲ့ရင်မောင်းလိုက်စဉ်ကရွာသားကြီးကန်းကန်းနာယုံမှာဖြစ်သူရရှိထားတဲ့အတွက်ကြောင့်ရွာသားကြီးကန်းကန်းနာယုံမှာပဲဒါရောက်တန်းတိုးရမယ်လို့ထင်ရပါတယ်ဒါဆိုရင်တော့မှားပါရဲ့နော်ဒီကေတော့ရွာသားကြီးကန်းကန်းနာယုံဆိုတာကရင်မောင်းလိုက်စဉ်နဲ့ပတ်သက်ရင်အသိဖြစ်ဆိုဖို့အတွက်တိုင်းရင်းသားကြီးယုံဝယ်ဖြစ်ပါတယ်လူကြီးမင်းတို့ကိစ္စဆောင်ထားတဲ့ရင်မောင်းလိုက်စဉ်တန်းတိုးတဲ့အခါကျရင်တော့ကိုယ့်ရဲ့လိုက်စဉ်နောက်ကျောင်းမှာထည့်သွင်းထားတဲ့အိမ်လိပ်စာမြို့နယ်အလိုက်ပြန်လည်ခွဲထုတ်ထားတဲ့သက်ဆိုင်ရာခရိုင်ကန်းကန်းနာယုံမှာတွားရောက်တန်းတိုးရမှာပဲဖြစ်ပါတယ်ဥပမာလူကြီးမင်းကဗဟန်တောင်းကလာတင်ငယ်ကျုံအစရှိရဲ့မြို့နယ်တွေထည့်သွင်းထားမယ်ဆိုရင်မြင်သာကန်းကန်းနာယုံမှာတန်းတိုးရမှာဖြစ်ပြီးတောင်မွေတောင်နဂုံမင်္ဂလာတောင်ညွန့်အစရှိတဲ့မြို့နယ်တွေဆိုရင်တော့တောင်နဂုံကန်းကန်းနာယုံမှာတန်းတိုးရမှာပဲဖြစ်ပါတယ်အဲ့လိုပဲလိမ့်စာပုံမူတည်ပြီးတန်နှင်းမြင်သာတောင်နဂုံနဲ့အင်းစိန်ဆိုတဲ့ခရိုင်ကန်းကန်းနာလေးခုမှာမိမိကိစ္စဆောင်ထားတဲ့ရှင်မောင်းလိုက်စင်ရဲ့မြို့နယ်အလိုက်တက်ဆက်ရခရိုင်ယုံမှာတောက်ရောက်တန်းတိုးရမှာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်ဗီဒီယိုလေးရှိသွားမှာဆိုလို့မြို့နယ်အစုံလေးကိုတော့ထင်မပြောတော့ဘူးเนาะနောက်လည်းရင်မောင်းလိုက်စင်နဲ့ပတ်သက်ပြီးတိလိုတာများကိုလာရောက်မေးမြန်းနိုင်ပြီးအသေးသေးတယ်လို့ပြန်လည်ဖြေကြားပေးတော့ပါမယ်ရှင်